တဲ့ကတချင်းလေးတစ်ပုဒ်ပါအေးရချီကမှာပဲကြီးဆုံးသားမှုပေးဆက်ခြင်းသာအရာရာကြည်နဲ့ခဲ့သူပါအကြီးကအငယ်များဆုံးမခဲ့တဲ့အဖေစကားလေးသာနားထဲမှာကြာရောက်လာအရာရာပေးဆက်ချွေးဆက်တွေနဲ့အခုမှပြောခဲ့တာကိုကြီးဟုတ်တယ်နော်နှလုံးသားတွေကတချင်းလေးတစ်ပုဒ်ပါအိမ်ရချီကမှာပဲကြီးဆုံးသမီးမှုပေးဆက်ခြင်းသာအရာရာချီနဲ့ခဲ့သူပါအကြီးကအငယ်များဆုံးမခဲ့တဲ့ဖိစကားလေးသာနားထဲမှာကြာရောက်လာအရာရာပေးဆက်ချွေးဆက်တွေနဲ့အမမပြောခဲ့မှာလေးတွေအောင်မြင်ဝမ်းသာပျော်ရွှင်ညီမလေးတွေပြုံးနေရင်မချင်နဲ့ခဲ့ရသူညီလေးတွေအောင်မြင်ဝမ်းသာပျော်ရွှင်ညီမလေးတွေပြုံးနေရင်မချင်နဲ့ခဲ့ရသူအောင်မြင်တဲ့တလည်းမင်းတို့လေးတွေရှောက်ကြဖို့လို့အခုကြီးတော့အဖရာအခုကြီးရဲ့တာဝန်မှာမညိုညင်ပါဘူးညီလေးတို့အားလုံးတွေ့ပါဒီစခါပြုံးနေမှာအင်းရဲ့ကြည့်ကအင်းရဲ့ကြည့်ကအစမအခုကြီးပါကဲဗျာကျွန်တော်ညီလေးညီမတွေအားလုံးပေါ့အခုကြီးကိုမြင်အောင်ကြည့်ပေးပါဗျာအမကြီးကိုမြင်အောင်ကြည့်ပြီးလေအိမ်တဲ့အိမ်မှာအကူကြီးတော့အဖရတဲ့အမကြီးကလည်းအမိရမှာပဲဗျာကြောက်ရမယ်ဆိုလို့ရှိရင်တော့အဖေပင်မရဲ့တားကြီးဆုံးကဝန်ထမ်းပေးတယ်ဗျာကျွန်တော်ညီမများကျွန်တော်ညီမများအမေပင်မရဲ့အမအကြီးဆုံးကဝန်ထမ်းပေးတာပဲအမေနားလိုက်ရုံခဏအမေပင်မနဲ့အငယ်တွေအတွက်သမီးဦးဆောင်မဲတဲ့အမေမဟုတ်တဲ့အမေပါပဲဗျာဟုတ်တယ်ဗျာအမကြီးကအမေလိုအသက်နဲ့မရင်းခဲ့ပြီပဲချွေးဆက်တင်နဲ့ရင်းခဲ့ရတယ်လေအမေမဟုတ်တဲ့အမေသူ့ကိုကျွန်တော်ကနာမည်ပေးတယ်ဒုတိယမေမေလို့အကူကြီးပဲလှည့်ကြည့်လိုက်ရအောင်လေအငယ်တွေအတွက်အစားအစာရှာခဲ့ရတယ်ဗျကစားစရာရှာပြီးခဲ့တယ်လေအစားကိုညာကျွေးခဲ့တယ်ဗျတတိုင်းကြီးတစ်ခုပါပဲလေအဖွေပြီးရင်အကူကြီးကဒုတိယအဖေပဲဗျအရှာရပေးဆက်ခဲ့ချွေးဆက်တင်နဲ့နမလုံးခဲ့ရတာပါပဲဗျအဖေပြီးရင်သူကလည်းအဖြစ်ကလူသားကြီးပဲဗျအမြင့်မြတ်ဆုံးလူသားတွေပါလေချစ်တဲ့နှလုံးသားကကြီးမားခဲ့တော့တခါတလေကို့အရေးထက်ကို့ညီတွေညီမတွေအရေးပဲငဲ့နေရတယ်ဗျကျွန်တော်ကဘဝလက်တွေ့ခံခဲ့ရတာဗျအမေကမောင်နှမ9ယောက်မွေးမပြည့်စုံတဲ့ဘဝကတက်လာတော့အောင်မြင်တဲ့တနေ့ကျွန်တော်ဘဝမမေ့ဘူးရဲ့ကျွန်တော်အကူအကြီးဆုံးကလေကျွန်တော်ကြောင်းနေဖို့အတွက်ဟောဒီလိုစိုင်းဝိုင်းနဲ့ထိုင်ပြီးစိုင်းတီးပြီးကြွေးတယ်ဗျသူလေးတန်းမအောင်ငယ်ဘူးကြောင်းထွက်ခဲ့တယ်ကျွန်တော်ကြောင်းတက်ကျွန်တော်အမကြီးရလေကျွန်တော်နဲ့ကျွန်တော်ညီမလေးတွေအောင်မြင်မှုအတွက်ဆိုပြီးအမကပဲပြုတ်တောင်းခေါ်မော်ရွက်မကြီးသီးမဲ့လေးတွေခူးမကြီးရွက်ကလေးတွေခူးပြီးရှောင်းကြည့်ပြီးကျွန်တော်ကိုချောင်းထားပြီးပြောချင်ပါတယ်ဗျာနင်းခဲ့တဲ့နေရာမမိပါနဲ့နင်းခဲ့တဲ့ခြေရာမမိနဲ့ဗျခက်တာကကျွန်တော်တို့အငယ်တွေကအောင်မြင်သွားရင်အတိတ်မိတယ်လို့ရွှေပြောင်းတယ်လို့လူတွေကများတယ်ငါတုံလို့ဟာငါတက်လို့ဟာထင်းခဲ့ကြတယ်နင်းခဲ့ရတဲ့နေတွေကအများကြီးပါဗျာမိုင်းတလန်မိုင်းတထောင်ရဲ့အစခြေတလန်ကစခဲ့တာပဲဗျအောင်မြင်မှုရဲ့အုတ်မြစ်တွေတို့ကပေးခဲ့ပြီးပြီလေကျေးဇူးမဆက်ချင်လေဗျာကျေးဇူးမကမ်းပါနဲ့မောင်နှမဆိုတာကအဖေနဲ့အမေကတွေးနဲ့ဆက်ပေးခဲ့တာရန်ဖြစ်ဖက်မှာမဟုတ်ဘဲနဲ့အမှန်ချစ်ဖက်လေရိုင်းတဲ့လက်ကိုတွဲလို့ခေါ်အခက်အခဲကိုအတူတူကြောအဲ့ဒါမောင်နှမလို့ခေါ်တာဗျအမှန်ချစ်ကြပါဗျာရန်မဖြစ်ကြပါနဲ့အကူကြီးတွေအမကြီးတွေရဲ့ပေါ်မှာကျေးဇူးတွေဆက်နိုင်ရပါစေအမအငယ်တွေအတွက်ပေးဆက်ခဲ့တာများခဲ့ပြီးပြီနော်အကူ
အငယ်တွေကရင်းခဲ့ရတာများပါတယ်ဒါပေမဲ့ပြန်ရဖို့တွေးလားမတွေးပါဘူးဗျမတွေးပေမဲ့ပေးရမှာကကျွန်တော်တို့အငယ်တွေရဲ့အလုပ်ဟုတ်တယ်နော်အကိုကြီးအဖအရာအမကြီးအမိအရာအဖေမဟုတ်တော့အဖေအမေမဟုတ်တော့အမေများအတွက်လက်ခုပ်တန်လေးတော့ချီးမြှင့်ပေးပါလားဗျာဖြစ်တည်ခဲ့သောနှလုံးသားတွေကသချင်းလေးတစ်ပုဒ်ပါအေးရဖြစ်ကမှာပဲကြီးဆုံးသမီးမို့ပေးဆက်ခြင်းသာအရာရာကြည်နဲ့ခဲ့သူပါအကြီးကအငယ်ညာဆုံးမခဲ့တဲ့အမိစကားလေးသာနားထဲမှာကြာရောင်လားအရာရာပေးဆက်ချွေးဆက်တွေနဲ့အမပြောခဲ့တာညီလေးတွေအောင်မြင်အခုမှပျော်ရွှင်ညီမလေးတွေပြုံးနေရင်မချင်နဲ့ခဲ့ရသည်ညီလေးတွေအောင်မြင်ဝမ်းသာပျော်ရွှင်ညီမလေးတွေပြုံးနေရင်မချင်နဲ့ခဲ့ရသည်အောင်မြင်တဲ့တလည်းမင်းတို့လေးတွေရှောက်ကြစမ်းတော့အကူကြီးတော့အဖအရာအကူကြီးရဲ့တာဝန်မှာမညူညင်ပါဘူးညီလေးတို့အားလုံးတို့သာဒီစကားပြုံးနေမှာအေးရဖြစ်ကအစစ်မအကူကြီးပါမေတ္တာခွန်အားကြီးမားလာတဲ့အကူရီမတွေရဲ့ကျေးဇူးတရားတွေအားလုံးကျွန်တော်တို့အငယ်တွေကပြန်ပြီးတော့တည်ပြီးကျေးဇူးဆက်နိုင်ကြပါစေအကူကြီးအဖအရာအမကြီးအမိအရာပေါ့ဗျာအလုံးကျေးဇူးအနန္တပါကိုင်းအလုံးကြော့ပေးလိုက်ပါကိုကြီးစုပေးလိုက်ဦးနော်အခုလိုဘရောတော့အကျိုးအကြောင်းဘေးရန်ခတ်တဲ့အန်ဒီခတ်တဲ့ယောဂခတ်တဲ့ဆေးခတ်တဲ့စိုးရင်ခတ်တဲ့ကြောင်းကြခတ်တဲ့ကင်းခြင်း၍စိတ်ချမ်းသာခြင်းကိုယ်ကြီးကြမ်းမာခြင်းတလုံးတော်ရည်ပြည့်စုံ၍ကောင်းကျိုးလူအားနဲ့တလုံးတော်ရည်ပြည့်စုံကြပါစေကျွန်တော်စကားလေးနည်းနည်းလောက်ပြောခွင့်ပြုပါလို့ဒီနေ့ဟာကျွန်တော်တို့မိသားစုရဲ့ဝမ်းအတာဆုံးနဲ့ဝမ်းအနည်းဆုံးနေ့တစ်နေ့ပါပဲကျွန်တော်တို့ဝမ်းသာတာတော့ကျွန်တော်မောင်နှမတွေတိုက်ဝဲဝဲနဲ့လူကြီးကိုပြုလုပ်တိုက်ခဲ့တဲ့အတွက်အရာဝမ်းသာပါဝမ်းနေတော့ကျွန်တော်တို့ပြပါလို့မရှိတော့တဲ့အတွက်ရန်ကုန်လည်းအနေနဲ့ရန်ကုန်လည်းအန်တာပြပါတော့ဘူးလို့ချစ်မြောင်လုပ်ပေးတဲ့ကျွန်တော်ရဲ့ဆွေမျိုးမိတ်တင်ကအပေါင်းအသင်းများနဲ့ဝိုင်းဝန်းကူညီပေးကြတဲ့ဆွေမျိုးများနဲ့အပေါင်းအသင်းတငယ်ချင်းများအားလုံးအထူးပင်ကျေးဇူးတင်ပါတယ်အထူးသဖြင့်အထူးကျေးဇူးတင်တာကတော့ကျွန်တော်ရဲ့ညီမများနဲ့ရောက်ဖခဲမများကိုလည်းအခုလိုဖြစ်မြောင်ပါဝင်လုပ်ကင်ပေးတဲ့အတွက်အထူးပင်ကျေးဇူးတင်ပါတယ်လို့ကျွန်တော်အနေနဲ့တကယ်ရှင်နေရစကားတစ်ခုပြောကြားလိုပါတယ်ခင်ဗျာကဲအားလုံးကျေးဇူးတင်တယ်နော်